ကယ်၍မိတ်ဆွေဟာမကြာခဏနှာခေါင်းသွေးရှံတက်တာနှာခေါင်းပိတ်တာကတဖြည်းဖြည်းချင်းပိုပြီးတော့ဆိုးလာတာဒီခြေလိုက်တိုင်းမှာသွေးစလေးတွေအမြဲပါနေတာလက်ဘင်းမှာအလုံးကျိတ်တွေပေါ်လာတာနားဥနေတာနားတစ်ဖက်ထဲပိတ်ဆို့နေလို့ခံစားရတာစတဲ့လက္ခဏာတွေခံစားနေရမယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ကျမကတော့ဒါဤပါနားနှာခေါင်းနယ်ချောင်းထိုးခုဆရာဝန်တယောက်ပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့လူသိနေပေမဲ့စောစီးစာသိရှိပြီးတော့မှစောလျင်စာကုသမှုခံယူလိုက်မယ်ဆိုလို့ရှိရင်သက်သာပြောက်ကင်းနိုင်ခြင်းများတဲ့ nasopharyngeal carcinoma လို့ခေါ်တဲ့ဒီနှာခေါင်းနောက်ဘက်နေရာမှာရှိတတ်တဲ့ကင်ဆာရောဂါနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကင်ဆာဖြစ်ပွားတဲ့လူနာတွေကိုခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်နှာခေါင်းနောက်မှာဖြစ်တတ်တဲ့ကင်ဆာသမားတွေကအခြားသူတွေထက်ကိုအသက်ငယ်နေတာကိုတွေ့ရှိရတယ်အထူးသဖြင့်သက်လက်ပိုင်းအမျိုးသားတွေအသက်50အောက်အရွယ်အမျိုးသားတွေမှာယောဂလက္ခဏာစပြီးတော့ခံစားရတယ်ဒါအပြင်ဒီအထူးသဖြင့်တရုတ်လူမျိုးတွေကရင်လူမျိုးတွေစတဲ့လူမျိုးတွေမှာဒီလိုကင်ဆာယောဂအဖြစ်များတာကိုတွေ့ရှိရပါတယ်ဒါဆိုရင်ရှေ့မှာပြောသွားတဲ့ nasopharynx ဆိုတာဘယ်လိုနေရာမျိုးလဲဆိုတာကိုသိချာလေးရှင်းပြပေးမယ်နော်ပုံမှန်အပြာရောင်လေးချဲပြထားတဲ့ nasopharynx ဆိုတာအစာရည်မျိုးရဲ့အပေါ်ဆုံးပိုင်းဖြစ်ပြီးတော့ scar base ဆိုတဲ့ဥကောင်းခွန်ရဲ့အောက်ခြေနေရာနဲ့အာခေါင်ရဲ့အပေါ်ကြားနေရာမှာတည်ရှိပါတယ်။အကျန်းအားဖြင့်လူကြီးတွေမှာဆိုရင်ဒီ nasopharynx နေရာဟာရှေ့နှာခေါင်းပေါက်ရဲ့10 cm 10 cm လောက်အတွင်းကျတဲ့နေရာမှာဖြစ်တဲ့အတွက်အပြင်ဘက်ကနေအလွယ်တကူမမြင်ရတာကြောင့်ဒီနေရာမှာယောဂဖြစ်မယ်ဆိုရင်ယောဂလက္ခဏာတွေကိုစောစောစီးစီးမသိလိုက်တာများပါတယ်။ဒီယောဂဟာဘယ်လိုလူမျိုးတွေမှာအဖြစ်များလဲဒီကင်ဆာမျိုးစားဟာကမ္ဘာပေါ်မှာရှားပါးတဲ့ကင်ဆာရောဂါဖြစ်ပြီးတော့ကင်ဆာအလုံးရဲ့1%အောက်လောက်သာဖြစ်ပါတယ်။ဒါပေမဲ့ဒီကင်ဆာရောဂါကိုတရုတ်နိုင်ငံအရှေ့တောင်အာရှနဲ့အာဖရိကမြောက်ပိုင်းဒေသတွေမှာပိုဖြစ်များပါတယ်။မြန်မာမှာဆိုရင်တရုတ်ဆက်တဲ့သူတွေကရင်လူမျိုးတွေမှာပိုဖြစ်တာကိုတွေ့ရှိရပါတယ်။အသက်အရွယ်အားဖြင့်40ကျော်ဝန်းကျင်တွေမှာဖြစ်ပြီးတော့အမျိုးသားတွေမှာအမျိုးသမီးတွေထက်ပိုဖြစ်များပါတယ်။ဆေးလိပ်အရက်အလွန်ကျွံတောက်သုံးတဲ့သူတွေ chemical တွေရှူချရတဲ့သူတွေဥပမာပရိဘောဂအလုံးမှာတစ်သားကထွက်တဲ့အမှုန်တွေကိုရှူရတာဓာတုပစ္စည်းတွေပါဝင်တဲ့မီးခိုးငွေ့တွေကိုရှူရတဲ့သူတွေ EB virus လို့ခေါ်တဲ့ virus ပိုးကူးစက်ခံရတဲ့သူတွေမှာအဖြစ်များပါတယ်ဒါအပြင်မျိုးရိုးဗီဇကြောင့်လည်းဖြစ်တတ်တာကြောင့်မိသားစုမှာဒီကင်ဆာရောဂါဖြစ်ပွားတဲ့သူတွေမှာလည်းအဖြစ်များတတ်ပါတယ်။နောက်ပြီးတော့စားနယ်ထားတဲ့အစားအစာတွေဥပမာစိမ်းစားငပိတို့ငချောက်တို့စတာတွေကိုအလွန်ကျွံစားသုံးတဲ့သူတွေမှာလည်းဒီကင်ဆာရောဂါအဖြစ်များတာကိုတွေ့ရပါတယ်။ဘယ်လိုလက္ခဏာတွေရှိရင် nasopharyngeal carcinoma လို့တန်တရားရှိနိုင်လဲ။လက္ခဏာတွေကိုအဓိကအားဖြင့်၄စုခွဲထားတယ်။ပထမဦးဆုံးကတော့ဒီ nasal symptom ပေါ့နော်။နှာခေါင်းသွေးရှံတာတွေနှာခေါင်းပိတ်တာကတဖြည်းဖြည်းနဲ့ပိုပြီးတော့ပိတ်လာတယ်လို့ခံစားရတာပေါ့နော်ဒါမျိုးတွေဆိုလို့ရှိရင်တော့ယောဂရှိရလို့တန်တရားရှိလို့ရတယ်များသောအားဖြင့်ဒီ nasopharynx ဆိုတဲ့နေရာကဒီထင်သာမြင်သာတဲ့နေရာမဟုတ်ဥပမာဆိုရင်အရေပြားကင်ဆာဆိုလို့ရှိရင်အရေပြားကထင်သာမြင်သာတဲ့နေရာမှာရှိတဲ့အတွက်ကြောင့်မို့လို့တိဖို့ပိုလွယ်တယ်ဒီ nasopharynx ဆိုတဲ့နေရာကရှေ့မှာပြောထားတဲ့အတိုင်းဒီနှာခေါင်းရဲ့နောက်ဘက်10 cm အကွာနေရာမှာရှိတယ်ပုံမှန်ဒီ examination လုပ်ရုံနဲ့တော့မမြင်ရဘူးnasoscopy ကြည့်မှသာမြင်ရတဲ့အတွက်ကြောင့်မလို့များသောအားဖြင့်ဒီ nasal symptom လို့ခေါ်တဲ့နှာခေါင်းပိတ်တာတွေနှာခေါင်းသွေးရှက်တာတွေဆိုရင်လူအများစုကတာမန်လက္ခဏာလို့ပဲထင်လိုက်ကြတယ်ဒါကြောင့်မလို့လူနာတွေကလည်း miss ဖြစ်သွားတယ်မသိလိုက်ဘူးပေါ့နော်ဆရာဝန်အချို့ကလည်းဒါတစ်ခါလေကြာရင်မှန်မြောင်းနဲ့မကြည့်ရတဲ့အခါမှာဆိုရင် miss ဖြစ်သွားတာလည်းဖြစ်နိုင်တယ်ဒီနောက်ထပ်လက္ခဏာတစ်ခုကကြတော့လက်ဘင်းမှာအလုံးကျိတ်လေးပေါ်လာတာပေါ့နော်ဒီများသောအားဖြင့်လူနာတွေကလက်ဘင်းမှာအကျိတ်ပေါက်တယ်မပြောက်ဘူးဆိုရင်တော့ဆေးရုံကိုရောက်လာကြပြီဒီခါမှာဆိုလို့ရှိရင်ဒီ lymph node ဆိုတဲ့ဒီအကျိတ်တွေကိုFNAC လို့ခေါ်တဲ့ဒီအက်လေးနဲ့ဆုပ်ပြီးတော့အသားစားယူရလေးလုပ်တယ်ဒီခါမှာ metastatic lymph node ပေါ့နော်ဒါကန်ဆာရဲ့နောက်ဆက်တွဲအကျိတ်ဆိုပြီးတော့မှဒီအဖြေတွေထွက်လာတဲ့အခါကျမှဒီနှာခေါင်းနောက်ကန်ဆာနဲ့ဆက်ဆက်နေလားဆိုပြီးတော့ပြန်ပြီးတော့လိုက်တဲ့အခါမှာဒါဒီ nasopharyngeal carcinoma ရှိမရှိဆိုပြီးတော့သိလာတဲ့ case မျိုးတွေလည်းများပါတယ်ခန္ဓာကိုယ်မှာပုံမှန်မဟုတ်တဲ့အလုံးကျိတ်တွေဖြစ်လာတဲ့အခါမှာဆိုရင်တာမန်ပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့အလုံးကျိတ်တွေလားဒါမှမဟုတ်ရင်TB ရောဂါနဲ့ဆက်ဆက်တဲ့အလုံးကျိတ်တွေလားကင်ဆာရောဂါရဲ့နောက်ဆက်တွဲကြောင့်မို့လို့ဖြစ်လာတဲ့ဒီအကျိတ်တွေလားပေါ့နော်စသဖြင့်သိရအောင်လို့လိုအပ်လို့ရှိရင်အခြေုံစည်းကမ်းကိုပြသရမှာဖြစ်ပါတယ်
နောက်ထပ်လက္ခဏာတွေကတော့ဒီ nasopharynx ကနားရဲ့အလယ်ပိုင်းနဲ့လည်းဆက်ဆက်နေတာကြောင့်ကင်ဆာအကျိတ်ဖြစ်တဲ့ဘက်မှာနားကိုက်တာနားတစ်ဖက်တည်းပိတ်နေရလို့ခံစားရတာနားဥတာအခြားအာရုံထိခိုက်တာစတဲ့ပြဿနာတွေကိုခံစားရတတ်တယ်လို့အာရုံကြောထိခိုက်ပျက်စီးတဲ့လက္ခဏာတွေဖြစ်တဲ့ဥပမာမျက်လုံးအမြင်ချွတ်ယွင်းတာနှာရိပ်နှစ်ထပ်မြင်တာအလွန်အမင်းကောင်းကိုက်တာမျက်နှာပေါ်မှာနာကျင်တာမျက်နှာရဲ့အလယ်ပိုင်းမှာထုံတာစတဲ့လက္ခဏာတွေကိုလည်းခံစားရတတ်ပါတယ်ယောဂကြီးမရှိကိုဘယ်လိုစမ်းသပ်စစ်ဆေးလဲယောဂရာဆိုရင်မေးမြန်းပြီးတဲ့နောက်ပိုင်းမှာလိုအပ်တဲ့သွေးစစ်ဆေးမှုတွေအနေနဲ့ EB virus DNA ကိုစစ်ဆေးလို့ရပါတယ်နှာခေါင်းအတွင်းပိုင်းကိုမှန်မြောင်းကြည့်ပြီးတော့ post nasal space လို့ခေါ်တဲ့ဒီနှာခေါင်းနောက်ဘက်မှာရှိတဲ့ဒီကင်ဆာလို့တန်တရားရှိတဲ့အလုံးကျိတ်တွေရှိမရှိကိုကြည့်ရတယ်အကယ်၍လုံးကျိတ်တွေရှိနေမယ်ဆိုရင် punch biopsy လို့ခေါ်တဲ့ဒီအသားစားယူပြီးတော့စစ်ဆေးခြင်းတွေကိုပြုလုပ်ရမှာဖြစ်ပါတယ်ဒီအဖြေတွေပေါ်မူတည်ပြီးတော့မှသက်ဆိုင်ရာနှာခေါင်းလည်ချောင်းထူးကုဆရာဝန်တွေကယောဂရှိမရှိဆုံးဖြတ်မှာဖြစ်ပါတယ်နောက်ပြီးတော့နားနဲ့ပတ်သက်တဲ့ယောဂလက္ခဏာတွေအတွက် audiometry လို့ခေါ်တဲ့စက်နဲ့စမ်းသပ်တာတွေကိုလည်းလှုပ်ဆောင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ရှေ့မှာပြောသွားတဲ့လက္ခဏာတွေရှိတိုင်းလည်းမိမိကိုယ်မိကင်ဆာယောဂဖြစ်နေပြီလို့စိတ်ပူစရာတော့မလိုပါဘူးဒါပေမဲ့ဒီယောဂလက္ခဏာတွေကနှစ်ပတ်သုံးပတ်ထပ်ပို့ပြီးတော့ကြာတာတစ်ဖက်တည်းဖြစ်နေတာလက်ဘင်းထဲမှာ lymph node လို့ခေါ်တဲ့အဖုကျိတ်တွေနဲ့တွဲပြီးတော့ဖြစ်လာတာဆိုရင်တော့နှာခေါင်းလည်ချောင်းထူးကုဆရာဝန်နဲ့စောစီးစွာပြသသင့်ပါတယ်ဒီနှာခေါင်းနောက်ကင်ဆာရဲ့ကုသမှုတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုလည်းနောက်ထပ်ဗီဒီယိုလေးမှာဆက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ပတ်တွေမှာလည်းနှာခေါင်းလည်ချောင်းဆိုင်ရာကျန်းမာရေးဘုသူတိုင်းနဲ့ပတ်သက်ပြီးတော့အပတ်စဉ်မျှဝေပေးသွားမှာဖြစ်လို့ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့မမေ့နဲ့နော်။ဒီကိုရဲ့ဒီမိသားစုတွေပတ်ဝန်းကျင်တွေကိုလည်းပြန်ပြီးတော့ sharing လုပ်ပေးခြင်းအဖြစ်ကုသိုလ်ယူလို့ရပါတယ်ရှင်။နှာခေါင်းလည်ချောင်းနဲ့ဆိုင်တဲ့ကျန်းမာရေးပြဿနာတွေနဲ့ပတ်သက်ပြီးတော့သိချင်တာရှိရင်လည်း comment မှာမေးသွားပြီးလို့ရတယ်။တက်နိုင်ဆုံးတေချာလေးဖြည့်ပြီးသားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးတွေကိုတစ်ယောက်ပဲနားထောင်ရသည်ဖြစ်စေနှစ်ယောက်ပဲနားထောင်ရသည်ဖြစ်စေနားထောင်ရတဲ့သူကအကျိုးရသွားမယ်ဆိုလို့ရှိရင်တော့ဗီဒီယိုလောက်အကျိုးလည်းနှက်သွားပါပြီအဲ့တော့ဒီအခုလိုလာပြီးတော့နားထောင်ပေးတဲ့သူတွေအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်နော်